Hi ဖူးပွင့်ရတနာကြိုဆိုပါရှင်မေမေအခုပြပေးမှလေးကကြားတော့အဖြူရောင်အပွင့်လေးပေါ့နော်ခုနမေမေအဝါရောင်ပန်းပွင့်လေးနဲ့ပြပေးသွားတယ်ဒါလေးကိုကြာကန့်ကိုပန်းပုံစံလေးကိုအိုးလေးနဲ့တခါတည်းအသေးကပ်ပေးထားပါပေါ့နော်နှစ်တစ်လက်ဆောင်ပေးမလားခရစ်မတ်လက်ဆောင်ပေးမလားချစ်သူများနေ့အတွက်ချစ်ကိုရဲ့ချစ်သူကိုလက်ဆောင်ပေးမလားကိုဆရာဆရာမတွေအတွက်လက်ဆောင်ပေးမလားပေါ့နော်လက်ဆောင်ပေးလို့လဲလာတဲ့ site ကလေးတငယ်ချင်းလက်ဆောင်ပေးရင်လဲလာတဲ့ site ကလေးပေါ့နော်သူကကြတော့တအိုး9000ခွဲပါမာတယ်ဆိုရင်အိမ်ရောက်ငွေချင်းနဲ့မင်းတို့ကပစ္စည်းပို့ပေးပါတယ်တကယ်လို့ကေပင်းနဲ့လွဲလာဆိုရင်လဲအိမ်ရောက်ရေရအမြန်ချောရောက်တဲ့ဘယ်မျိုးမဆိုမင်းတို့အိမ်ရောက်ပို့ပေးပါနော်ဒီအိုးလေးကချစ်စရာလေးရှင်ဘယ်တအိုးညာတအိုးလူမလားပေါ့အဲ့လိုဆိုလဲလာတယ်နော်ဒီမှာလေးအိုးလေးမလိုတော့ဘူးပေါ့နော်တကယ်လို့ဒီလိုပန်းခိုင်လေးကိုမှအိုးအရှည်လေးနဲ့လိုချင်တယ်ဆိုလို့ရှိရင်လည်းရပါတယ်เนาะရှိပါတယ်အပေးလို့ရပါရှင်ကျေးဇူးများတင်ပါတယ်